ဒါတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီ Ninja Go ရဲ့ဒီ budget set လေးတစ်ခုပေါ့နော်ဒီ season 3ရဲ့ budget set လေးလည်းဖြစ်တယ်ကျွန်တော်လည်းဒီပုံစံစုတွေတစ်ခါမှကျွန်တော်မစုဘူးသေးဘူးပေါ့နော်ဒါလေးကိုကျွန်တော်ပထမဆုံးဒီနေ့ရလာဖြစ်ပါတယ်ဆေးချတာတော့ပေါ့နော်ထုံးစံတိုင်းပဲဆေးကနေထည့်ရောက်လာတဲ့ကောင်လေးဖြစ်ပါတယ်ဒါကတော့6 plus ပေါ့နော်6နှစ်နဲ့အထက်တွေအတွက်ပေါ့နော်6နှစ်နဲ့အထက်တွေတော့ထုတ်ပေးတာဖြစ်ပါတယ်သူကဒီမှာရိုးရှင်ဆိုင်ကယ်လေးတွေပေါ့နော်ခိုင်းရနောက်ဒီspecial dragonian လေးပေါ့နော်ဒီလိုမျိုးဝင်းနေဖြစ်သွားတဲ့ dragonian ကောင်လေးနှစ်ကောင်ပါတဲ့ဟာလေးပေါ့နော် mini pick ကနှစ်ကောင်ပါတယ်အဲ့ဒါကျွန်တော်ခောက်ကြည့်လိုက်အောင်instruction လေးပါတယ်အဲ့တဲ့ဗျာကွာနေတူးနေတာမပါတော့ဘူးပေါ့နော်ဒါလေးကျွန်တော်တို့ဆက်ကြည့်ကြတော်တော့မိုက်တယ်ကျွန်တော် temple bounty လေးတော့ကျွန်တော်နောက်ပိုင်းနဲ့ဝယ်နိုင်ခြင်းတယ်ပေါ့နော်အဲဒီကျရင်တော့ဒီကောင်းတွေကျန်တဲ့စုတွေအကုန်ဆုံးမှာသူတို့ကခိုင်းရကျွန်တော်မှတ်မိသလောက်ဆိုရင်ခိုင်းရ light ရယ်နောက်6ရယ်လောက်ပဲဒီလိုဆက်လေလက်ဆက်တွေလောက်မှပါတာပေါ့နော်ကျန်တဲ့ဒီနီယာတို့ကျန်တဲ့ကောင်းတွေအားလုံးကတော့သူကဒီအဲဒီ temple bounty ဝယ်မှာပါမှာပေါ့နော်ဒီပြင်တော့ဒီဒါကကျွန်တော်မှတ်မိသလောက်3ခုလားမသိဘူးရှိတယ်ဇက်ကားတွေမှာပါတာပေါ့နော်ဒါဒီမှာတစ်ခုပါတော်တော်လေးတော့ကျွန်တော်တို့ဒီဒေးကြတယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်မြင်တဲ့အတိုင်းပဲเนาะသူလုံးဝဒီအကြည့် transparent ဖြစ်တဲ့ဟာတစ်ပိုင်းရွှေရောင်တစ်ပိုင်းအသေးချာလေးအသေးလေးလုပ်ပြီးတာပြီးဒီ armor piece ဆိုတာလုံးဝအသစ်ပေါ့နော်ဒီ mask ကိုမျက်နှာတစ်ဝက်ပါတယ် mask နဲ့ armor piece အသစ်လေးပေါ့ဒါကတော့ဒီ bandana နဲ့ဒီကောင်ကတော့အရင်ကတည်းကရှိပြီးသား hair piece ပေါ့နော်ခိုင်းတော့ပါအဓိကဒီ armor piece အသစ်ပါတယ်ဒါအသစ်ပါတယ်ဒါလည်းတော်တော်လေးထားကြတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်instruction လေးကြည့်ကြည့်ရအောင် instruction ခါရတော့ဆက်ပြီးသွားပြီ dragonian လေးဆက်ကြည့်မယ်ဒါကတော့သူ့ရမိုးတွေကကျွန်တော်တို့အရင် season 2မှာကဒီ dragonian village တို့ဘာလို့မှသူကအနီရောင်ပေါ့နော်အနီချင်းရောင်ကြက်သွေးရောင်လိုမျိုးအဲ့မျိုးနဲ့လာတာပေါ့နော်ဟိုကတော့သူကဝိညာဉ်တစ်ပိုင်းဖြစ်သွားတဲ့အတွက်ကြောင့်သူကကြာရောင်လေးပေါ့နော်အတူတူပဲဒါလေးဆိုတဲ့အကြောင်းပြောင်းသွားပြီသူကဒီdark saber ပေါ်နေဖြစ်သွားတွေ့ရတယ်နော်သူ့ရဲ့ပုံလေးပါမယ်နော်ဒါကတော့ mini figure လေးပေါ့နော် mini figure နှစ်ကောင်ဖြစ်ပါတယ်အဲကျွန်တော်ဒီ set လေးကိုကျွန်တော်အမြန်လေးဆက်ကြည့်လိုက်အောင်နော်ဒါတော့ကျွန်တော်တို့ဆက်ပြီးသွားတယ်နေထားပါတော့ဆက်လေးကတော့ရမ်းတော့မကြည့်တော့ကျွန်တော်ပြောပြကြတော့ဘာမှမကြည့်ဘူးဟိုဆိုင်ကယ်သေးသေးလေးနှစ်စီးပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီဆက်လေးကကိုကဟိုဘတ်ဂျက်နည်းနည်းနဲ့ဒီလိုမျိုးဒီကိုဆန်တာဒီလိုစုအစ်စ်တွေပေါ့နော် season 3စုလေးလိုချင်တယ်ဒီလို blade တစ်ချောင်းလဲလိုချင်တယ်ဆိုလို့ရှိရင်ဒီဆက်ကကျွန်တော်တို့ attack color အနေနဲ့ဆိုလဲတန်နေသေးပါတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီဗီဒီယိုကြည့်နေတဲ့လူကအရင်သားသားမီမီတို့ဝယ်ပေးချင်တာဖြစ်ဖြစ်ဒါမှမဟုတ်ညီလေးဒီမှာလေးကိုယ်တိုင်ကြည့်နေတာဖြစ်ဖြစ်ကိုကစုကျင်နေဆိုရင်လည်းဒီဆက်ကတော့ဈေးတန်တဲ့ထဲပါတယ်ဝယ်လို့လည်းတင့်တော်တယ်လို့တော့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူကမြန်မာငွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာဆိုရင်9000ခွဲဝန်းကျင်တော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ပဲရှိတယ်မီနီဖက်ကဆိုလည်း2កောင်တော့ပါတယ်ပေါ့နော်ဒီအသစ်ထွက်တဲ့ဒီစုလေးဆိုရင် armor piece ကလည်းအသစ်ဘာညာဆိုတော့သူ့ရဲ့ဈေးနှုန်းကမရှိဘူးဆိုလို့ရှိရင်တစ်ကောင်နဲ့ဝယ်ရင်တော့မှ4000ဝန်းကျင်လောက်ရှိတယ်ဆိုတော့ဒီဆက်လေးဝယ်လိုက်လို့ရှိရင်တော့ကိုကနောက်ထပ် feeling လေးတစ်ကောင်မှရမယ်ပေါ့နော်အဲ့တော့ကိုအနေနဲ့ကိုယ်
ကစားချင်တာဖြစ်ဖြစ်ကျွန်တော်ဒါမျိုးဒါမှမဟုတ်ကိုယ် collection နဲ့ထည့်နေဖြစ်ဖြစ်ဒါအရန်တန်တဲ့ set လေးတစ်ခုတော့ကျွန်တော်ပြပြချင်တယ်ပေါ့နော်ကျွန်တော်နောက်ထပ် video လေးလာဖို့ရှိတာမို့လို့ကျွန်တော်ရဲ့ YouTube ရဲ့ Facebook ရဲ့မှာ follow လုပ်ပေးခဲ့ကြပါဦးနောက်တဲ့ video မှာပြန်တွေ့ကြပါပေါ့ဆိုဒီ video အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ